မှာဝင်ပါလို့ကိုလည်းအမှန်တကယ်ဒုက္ခရောက်လို့အမှန်တကယ်လည်းဒုက္ခကဖြစ်နိုင်တဲ့အချက်လက်တွေလည်းပြည့်စုံတယ်ဆိုရင် welcome ကြိုဆိုပါတယ်ကိုတိုင်းကစစ်အာဏာရှင်ကလည်းဘာမှလည်းမလုပ်ဘယ်ထဲမှာလည်းမပါစစ်အာဏာရှင်နဲ့လည်းပူပေါင်းပြီးစီးပွားရေးတွေလုပ်ခဲ့ဒို့သည်မို့လဲကိုနိုင်ငံကစစ်အာဏာရှင်လည်းမဟုတ်တိုင်းပြည်ကကောင်းနေတယ်ကိုနိုင်ငံကဆင်းရဲတယ်ဒုက္ခရောက်တယ်အဲ့ဒါနဲ့လာပြီးတော့ဒီနိုင်ငံကိုရောက်လာပြီးမှကျွန်တော်တို့ဒုက္ခတွေအဖြစ်နေပြရစီဒီနိုင်ငံကကြွေးထားပါဆိုတာတော့ဘယ်သူမှလက်မခံပါဘူးဒါဟာကျွန်တော်တို့ liberal အစိုးရလို့ခေါ်တဲ့နော် labor အစိုးရကပြတ်သားသားအလုံးနဲ့သက်သေပြတာပါအဲ့တော့အဲ့လိုအနေထားရောက်လာတဲ့လူတွေဟာအစ္စလမ်ဘာသာဝင်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်ဟိန္ဒူဘာသာပဲဖြစ်ဖြစ်ဘာသာမဲ့ပဲဖြစ်ဖြစ်ဘာသာကိုကြည်တာမဟုတ်ဘူးသူရောက်ရှိလာတဲ့အခါမှာဒုက္ခတွေအဖြစ်နိုင်ငံတကာဥပဒေများအရာလက်ခံလို့ရသောအချက်လက်ပြည့်စုံနေဆိုရင်လက်ခံပါပါမင်းတို့ကမှခွဲခြားဆက်ဆံခြင်းမလုပ်ပါဘူးအဲ့တော့ဒါဟာအရှိတရားပါအဲ့ဒါကို UK အစိုးရက UK မဲဆန္ဒရှင်ပြည်သူများကအထူးသဖြင့် Labour Party လွှမ်းမိုးနေတဲ့လန်ဒန်မြို့တော်ဝန် Labour Party ရဲ့မြို့တော်ဝန်ကိုအခုလိုမျိုးတစ်ဖက်သက်ဆွဆွဲချက်တွေနဲ့ပြောတာကို Labour မြို့တော်ဝန်ကပြတ်သားပြန်လဲတုတ်ပြန်ပြလိုက်တာပါဒေါ်နယ်ထရန့်သည် racist ဖြစ်တယ် racist ဆိုတာဘာလဲခွဲခြားဆက်ဆံသူတယောက်ဖြစ်တယ်ဒေါ်နယ်ထရန့်သည်အမျိုးသမီးမင်္ဂလိမုံတီးရေးသမားဖြစ်တယ်ဒေါ်နယ်ထရန့်သည်အစ္စလမ်မုံတီးရေးသမားဖြစ်တယ်ဒါကိုပြတ်သားမိမောင်းထိုးပြလိုက်တာ UK နိုင်ငံမှာတရားဝင်နိုင်ငံတော်ဘာသာအဖြစ်နဲ့တရားဝင်နေထိုင်နေကြသောအစ္စလမ်ဘာသာဝင်များကိုစော်ကားမော်ကားပြောခြင်းဖြစ်တယ်ကမ္ဘာခေါင်းဆောင်တယောက်အနေနဲ့ကမ္ဘာစင်မြင့်ပေါ်မှာဒီလိုလက်လွတ်စပယ်ပြောကြားခြင်းနဲ့လွတ်လွတ်စပယ်ဆွဆွဲခြင်းကိုသူကလည်းဒီမိုကရေစီနီးအကျပြန်လဲတုတ်ပြန်လိုက်တာဖြစ်တယ်Elon Musk ကလည်း UK နိုင်ငံရဲ့နိုင်ငံရေးကိုဝင်ဆွတ်ပြီးတော့ဒီအလံချုံတဲ့အုပ်စုတွေဆန္ဒပြတာကိုဝင်ပြောတာဖြစ်တဲ့အတွက် Elon Musk ကို UK နိုင်ငံရောက်လာရင် UK နိုင်ငံရဲ့ပြည်တွင်းကိုဝင်ဆွတ်နေတာဖြစ်တဲ့အတွက် UK နိုင်ငံရောက်လာရင်ရာဇဝတ်ကြောင်းအရာတရားစွဲတင်ဖို့တချို့သောလူတွေကတောင်းဆိုနေကြပါပြီပြောချင်တာက UK နိုင်ငံဟာတရားဥပဒေစိုးမိုးတဲ့နိုင်ငံဖြစ်တယ် UK နိုင်ငံမှာရှိတဲ့တရားဥပဒေများကိုအစိုးရလည်းလုပ်လို့မရပါဘူးအခုဒုက္ခသည်တွေကိုပြည်သက်နိုင်ငံကိုပြန်ပို့ဖို့အတွက်သူတို့ကြိုးစားတယ်ဒုက္ခသည်တယောက်ကတရားဥပဒေအရသူ့မှာရှင်းနေငှားပြီးမက်ဂနာကာတာလို့ခေါ်တဲ့ရှင်းနေငှားပြီးသူသည်လူကုန်ကူးခံရခြင်းဖြစ်တယ်လူကုန်ကူးမှုရဲ့ခံရခြင်းရဲ့သားကောင်ဖြစ်တယ်လို့သူကရှောက်လဲတဲ့အခါမှာတရားသူကြီးကโอเคဒါဆိုမင်းကိုပြန်ပို့တာကိုအစိုးရအနေနဲ့ချက်ချင်းရဲ့မင်းငါတို့ကိုတတ်သိပြနှစ်ပတ်တွင်မင်းတတ်သိပြနိုင်ရင်မင်းဒီမှာနေထိုင်ခွင့်ရမယ်တတ်သိမပြနိုင်ရင်တော့မင်းပြန်ရမယ်ဒါမျိုးတရားရုံးရဲ့အဆုံးဖြတ်ချက်ကို UK ပြည်ထောင်ဝန်ကြီးကလက်ခံတယ်ချက်ချင်းအေဒုက္ခတွေကိုပြန်ပို့ဖို့ရပ်တန့်လိုက်တယ်ပြီးတော့အဲ့ဒါကိုတရားရုံးရဲ့အစီရင်ချက်ကိုဆက်ဆောက်တယ်အဲ့ဒါကကျွန်တော်တို့သွားခြင်းနဲ့စနစ်တရားရုံးမျှတတဲ့တရားရုံးနဲ့တရားသူကြီးတွေကဆုံးဖြတ်တယ်မှန်တာပေါ့တရားသူကြီးတွေကမဲပေးထားတဲ့လူမဟုတ်ဘူးဒါပေမဲ့အဲ့ဒီစနစ်ကဒီတိုင်းသွားတာတရားသူကြီးဆိုတာမဲပေးထားတာမဟုတ်ဘူးသို့တော့တရားရုံးမှာရှိနေတဲ့ဥပဒေများကိုကာဝယ်ဆောက်ရှောက်တာ interpreter လို့ခေါ်တဲ့ဘာသာပြန်တာအဲ့ဒီဥပဒေများကိုဘယ်သူကရေးဆွဲထားတယ်လေပြည်သူတွေရွေးဆဲထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကပြဋ္ဌာန်းထားတာအဲ့တော့အဲ့လိုကဘာကြီးမှာဖြစ်ပျက်နေတဲ့အရာများကိုတေးသေးချာချာမပြောဆိုပဲမက်ဂါဖြစ်တဲ့သမ္မတဒေါ်နယ်ထရန့်အမျိုးသားရေးအဆုံးရောက်ဒီရဲ့ပြောဆိုမှုကိုကိုးကားပြီးဥရောပမှာရှိတဲ့အစ္စလာမ်ဘာသာဝင်များကိုစော်ကားမော်ကားပြောနေကြတော့လက်ရစွန်းရောက်ခရစ်ယာန်ဘာသာဝင်တွေမြန်မာနွယ်ဘွားခရစ်ယာန်ဘာသာဝင်တွေရှိနေတယ်ဆိုတာကိုလည်းမိမောင်းထိုးပြခြင်းတယ်ပြီးတော့ဥပဒေကိုနားလေတဲ့တက္ကသိုလ်မှာအဲ့ဒီဥပဒေသင်နေတဲ့ professor တွေအမြောက်များရှိတယ်အဲ့ဒီနောက်ပြီးတော့မီဒီယာတွေအမြောက်များရှိတယ်
တရားသူကြီးတွေဘက်လိုက်ရင်လေမီဒီယာတွေကထောက်ပြမယ်ဒါကြောင့်မီဒီယာသရုပ်ထမာတိုင်လို့ပြောတာဒီတရားသူကြီးတွေအစိုးရတာဝန်ရှိတဲ့လူတွေအမှားတွေကိုသူတို့ထောက်ပြမှာပြီးတော့တက္ကသိုလ်ကဒီအဲ့ဒီတရားသူကြီးတွေကိုပညာသင်ကြားပေးခဲ့ကြတော့တက္ကသိုလ်ကဥပဒေပါမုခတွေတန်နိုင်ငံလုံးမှာပွားထနေအောင်ရှိတယ်ထိုနည်း၎င်းပဲအရင်တုန်းကအစိုးရဝန်ကြီးအဟောင်းတွေရှိတယ်တရားသူကြီးအဟောင်းတွေရှိတယ်တရားရေးဝန်ကြီးအဟောင်းတွေရှိတယ်ရှေ့နေချုပ်အဟောင်းတွေဘာလို့အစိုးရက၄နှစ်တခါလဲနေတာအဲ့တော့ဒီနိုင်ငံမှာတိုက်ပြည်ကိုအုပ်ချုပ်နိုင်တဲ့အစိုးရဝန်ကြီးအဆင့်ကထောင်နဲ့တောင်းနဲ့ကြီးရှိတာမျိုးဆက်လိုက်ရှိတာအဲ့ဒီတော့အဲ့ဒါတွေကိုထောက်ပြပြောဆိုမှာအဲ့လိုထောက်ပြပြောဆိုနိုင်တာကိုအပြောမခံတဲ့ Trump ကတော့သူကအဲ့ဒီပြောသူ့ကိုထောက်ပြပြောဆိုတယ်ကျွန်တော်ပြောရနေတဲ့တရားသူကြီးတွေရှေ့နေချုပ်တွေအရင်တော့ကဥပဒေပါမုခတွေတက္ကသိုလ်ပါမုခတွေနော်အရင်တော့ကဝန်ကြီးအဟောင်းတွေအရင်ဒီအမေရိကန်အစိုးရဆက်ဝန်ကြီးတွေထောက်ပြတာကိုသူ့ကိုမတရားပြောပါတယ်ဆိုပြီးဖမ်းတာစီးနေတာအဲ့ဒါဒီမိုကရေစီမဟုတ်ဘူးသူတို့ပြောနေတဲ့ freedom of speech ဆိုတာသူတို့ကိုစန့်ကျင်တာနဲ့အဲ့ဒါကိုအရေးယူတယ်ကျွန်တော်တို့ပြောနေတဲ့ freedom of speech ဆိုတာလူတိုင်းလွတ်လပ်စွာပြောခွင့်ရှိတယ်သို့တော့အစွန်းရောက်ခွင့်မရှိဘူး radicalization လို့ခေါ်တဲ့အစွန်းရောက်မှုကိုတွန်းအားပေးလို့မရဘူးအကြမ်းဖက်မှုကိုတွန်းအားပေးလို့မရဘူး free speech ဆိုတာလွတ်လပ်စွာပြောဆိုခွင့်မဟုတ်ဘူးဥပဒေဘောင်တွေကပဲပြောရမှာတကယ်လို့အဲ့ဒီဥပဒေကိုမကျင့်တဲ့ရင်လွှတ်တော်မှာမဲနိုင်အောင်လုပ်ပြီးလွှတ်တော်ကနေဥပဒေပြင်ရမှာသမရထရန့်ဆိုရကလွှတ်တော်ကိုကြော်ခွပြီးလွှတ်တော်ကိုဂယူးမဆိုင်ပဲနဲ့ executive order ဆိုတဲ့အမိန့်တွေနဲ့ထုတ်နေတာအဲ့ဒါအာဏာရှင်ပဲလေကမ္ဘာစီမင်းပေါ်မှာအနောက်နိုင်ငံများရဲ့ရန်သူဖြစ်တဲ့အာဏာရှင်ခေါင်းဆောင်များတွေကိုတယောက်မှမဆွဆွဲပဲတယောက်မှမပုတ်ခတ်ပဲအပြစ်မပြောပဲဒီမိုကရေစီနိုင်ငံသားအမျိုးတော်ဝန်တွေဒီမိုကရေစီနိုင်ငံတွေကအစိုးရတွေဥရောပအစိုးရတွေအပြစ်ပြောနေတယ်ဆိုတဲ့ကဒါကပြောင်းစရာမဟုတ်တော့ဘူးခင်ဗျာဒါနောက်စရာလည်းမဟုတ်တော့ဘူးသို့တော့သူ့မှာစီးပွားရေးအင်အားရှိတယ်သူ့မှာစီးပွားရေးပါဝါရှိတယ်ဂျိုးဘိုင်ဒန်လို့အရင်လောက်တာဂျိုးဘိုင်ဒန်လို့ကိစ္စလေသူကတရားဥပဒေကတရားဆွဲတာလေလွှတ်တော်ကိုဝင်စည်းတာလေရွေးကောက်ပွဲရလက်ကိုအတိမတ်မပြုတ်ဘူးလို့ပြောတာလေအဲ့တော့အဲ့ဒါကအငင်းပွားမယ်ဆိုရင်တော့တကဘာလုံးမှာရှိတဲ့ပညာရှင်တွေဥရောပခေါင်းဆောင်တွေအားလုံးမှားပြီးမဂါတွေကပဲမှန်တယ်ဆိုတာဖြစ်သွားမှာပေါ့ဒီအမှန်တရားကငင်းလို့မှမရတာဒါဆိုရင်အခုသူပြောသလိုဂျိုးဘိုင်ဒန်ကိုသူတရားစွဲမယ်အိုဘားမားကိုတရားစွဲမယ်ကင်မရာဟေးဆိုတရားစွဲမယ် FBI ကြီးရဲ့ကိုမီကိုတရားစွဲမယ်အထက်လွှတ်တော်မဲ့ကိုတရားစွဲမယ်အဒန်ရှစ်ကိုစွဲလီစွဲရင်ဟိုဘက်ကမမှန်ခြေပမှာပဲလीကြိုက်တဲ့တရားသူကြီးနဲ့စွဲသူခန့်ထားတဲ့တရားသူကြီးပဲဆွဲလीဟုတ်တယ်မလားလွတ်လပ်စွာစွဲခွင့်ရှိတယ်အဓိကဒါဒီမတရားတရားရုံးမှမဟုတ်တာဒါဒီမင်းအောင်နိုင်တရားရုံးမှမဟုတ်တာအခုပဲကြည့်သူကပြည်နယ်ဖက်ဒရယ်အစိုးရအရာပြည်နယ်ဥပဒေကိုသူကြော်လို့မရဘူးဖက်ဒရယ်ကပြောချင်တာကသူ့ရဲ့ပြည်နယ်ဥပဒေဖက်ဒရယ်ဥပဒေရှိတယ်အဲ့တော့ပြည်နယ်ဥပဒေရသူလုံးလိုက်ဘာမှလုပ်မရဘူးအဲ့တော့တရားသူကြီးတွေကလှုပ်ချင်တိုင်းလှုပ်လို့မရဘူးဘာဖြစ်လို့လဲလွှတ်တော်ရှိနေတယ်ပြည်သူရှိနေတယ်မီဒီယာရှိနေတယ်အရေးကြီးဆုံးကပညာရှင်တွေရှိနေတယ်ကျွန်တော်တို့မမေ့ဖို့လိုတာကဒါမြန်မာနိုင်ငံပညာရေးစနစ်မဟုတ်ဘူးမြန်မာနိုင်ငံမှာရှိတဲ့လောပါမုခတွေမြန်မာနိုင်ငံမှာရှိတဲ့သိပ္ပံပညာရှင်တွေပါမုခတွေကမင်းအောင်လှိုင်ကိုကြောက်ပြီးဘာမှမပြောရဲတာဒီနိုင်ငံမှာရှိတဲ့ပညာရှင်တွေကမီဒီယာတွေကမေးရင်လွတ်လပ်စွာပြောဆိုခွင့်ရသူတို့ကဝေဖန်မှာသူတို့ကထောက်ပြမှာအဲ့ဒါဆိုပြည်သူကသိသွားပြီပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့မင်းအောင်လှိုင်အခက်ဆက်ဆက်ကဝန်ကြီးတွေဘယ်သူမှအမှန်တရားကိုမထောက်ပြရဲဘူးဒီနိုင်ငံမှာရှိတဲ့ဝန်ကြီးတွေခေတ်ဆက်ဆက်ကဝန်ကြီးတွေလွန်ခဲ့တဲ့နှစ်ပေါင်း100တဲကဝန်ကြီးတွေလွန်ခဲ့တဲ့နှစ်ပေါင်း90တဲကဝန်ကြီးတွေလွန်ခဲ့တဲ့နှစ်ပေါင်း40တဲကဝန်ကြီးတွေအသက်ရှိတင်ရှားရှိနေသေးတယ်အဲ့ဒီလူတွေကမင်းအောင်လှိုင်တို့နဲ့မတူတာတစ်ချက်ကမြန်မာနိုင်ငံမှာမတူတဲ့အချက်ကမင်းအောင်လှိုင်တို့နဲ့မတူညီတဲ့အချက်ကစကားမပေါ့ဗျာအခုပြောနေတဲ့စကားမပေါ့စကားမနဲ့မတူတဲ့တစ်ချက်ကဒီမှာလွတ်လပ်စွာပြောဆိုခွင့်ဒီလူတွေကအကုန်ထောက်ပြနေတာပြည်သူတွေကိုအသိပညာပေးနေတာအဲ့တော့အဲ့ဒီမီဒီယာတွေကအမှန်တိုင်းထောက်ပြတော့သူကမီဒီယာတွေကို fake news ဆိုပြီးလုပ်တာသူ့ကိုထောက်ခံတဲ့စကားဆိုရင်မီဒီယာမှန်တယ်သူ့ကိုစန့်ကျင်ပြီးပြောတာသူ့ရဲ့ policy ကိုစန့်ကျင်ရင်အဲ့ဒီမီဒီယာအတုဖြစ်သွားအောင်တို့တော့ပညာရှင်တွေရှိသေးတယ်မီဒီယာတွေမပြောလဲပညာရှင်တွေကပြောတော့မှာပ
ပြီးတော့အရက်ဘက်လူအဖွဲ့အစည်းတွေရှိနေတယ်ဥပဒေအဖွဲ့အစည်းတွေရှိနေတယ်အမေရိကန်နိုင်ငံမှာလည်းတက္ကသိုလ်ပေါင်းထောင်နဲ့ချီရှိတယ်ယာနဲ့ထောင်အဲ့မှာတက္ကသိုလ်ပါမုခပေါင်းမြောက်များစွာရှိတယ်ဥရောပတလွှားမှာကော UK မှာကောတက္ကသိုလ်တွေယာနဲ့ထောင်နဲ့ချီရှိတယ်ပါမုခတွေပညာရှင်တွေအများကြီးအဲ့ဒီပညာတတ်တွေစာသင်လို့ကျွန်တော်တို့တွေကပညာတွေရပြီးတော့အခုလိုဝန်ကြီးတွေတက်လုံနေကြတာလीအဲ့တော့ဒီ theory တွေဒီတက္ကသိုလ်ပါမုခတွေဒီပညာရှင်တွေရဲ့စကားကိုဘယ်လိုမှကြော်လွှားလို့မှမရတာအဲ့တော့တကဘာလုံးမှာရှိတဲ့သိပ္ပံပညာရှင်လေတကဘာလုံးမှာရှိတဲ့ပညာရှင်တွေနဲ့ကုလသမဂ္ဂဆိုင်ရာဒီတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာညီလာခံပေါင်းမြောက်များစွာကိုစော်ကားလိုက်တာပဲလေ